Hello မင်္ဂလာပါရှင်ရှေ့ရက်နေ့တနေ့ကုန်းစားပါတော့ကြာတာပတင်းနေ့တနေ့ကုန်းစားအရဆိုရင်ဒီမှာ9နဲ့6နဲ့ပေါင်း168 GB 168 GB ကတွထွက်တယ်6နဲ့4နဲ့ပေါင်း3ည305ခွန် GB က3ညထွက်တယ်6နဲ့4နဲ့ပေါင်း4နဲ့6နဲ့ပေါင်း3ည305ခွန် GB က3ညထွက်တယ်6တဲ့9 GB က9ထွက်တယ်9နဲ့3ညနဲ့ပေါင်း9 946 GB က4ထွက်တယ်9နဲ့4နဲ့ပေါင်း3 385 GB က3ထွက်တယ်4နဲ့9နဲ့ပေါင်း3 385 GB က38ဆိုထွက်တယ်9နဲ့3နဲ့ပေါင်း2 2.4 GB ကခွန်ထွက်တယ်ခွန်နဲ့3နဲ့ပေါင်း3ည305ခွန် GB က5ထွက်တယ်ဒီနေ့ထပ်ပေးသေးရဆိုရင်ခွန်နဲ့4နဲ့ပေါင်း168 GB ပါရှင်ဒီနေ့ကုန်ပါပါနော်နောက် break အနေနဲ့ဆိုရင်ဒါတောက်ကြနေပါတော့2နဲ့3နဲ့ပေါင်း9 9 3 3 break 9 3 3 break ကညနေပိုင်း3 break ထွက်တယ်6နဲ့9နဲ့9နဲ့ပေါင်းတော့6တဲ့9 break က6တဲ့9 break ကလည်း1 break ကညနေပိုင်းထွက်တယ်ပေါ့နော်9နဲ့4နဲ့ပေါင်း385 break ပါရှင်အဲ385 break ကိုဒီကီးနဲ့ပေးနေတာပေါ့နော်2ရက်ရှိပြီပေါ့ဒီနေ့ပေးသေးရဆိုရင်ဒီ9ကွက်ပေါ့နော်ဒီ9ကွက်ညနေပိုင်းပို့ပြီးအားကောင်းပါတယ်ပေါ့ဒါပေမဲ့မနက်ပိုင်းလည်းနည်းနည်းပါးပါးရန်ကျင်လဲရန်အောင်လို့ညီမပို့ပေးထားပါတယ်1နှစ်1ခွန်1 4 6ခွန်6နှစ်6 9 8 5 80 8ခွန်ညနေပိုင်းပို့ပြီးအားကောင်းပါတယ်မနေ့ကပပဆော့ပါတကယ်လို့ဘာမှမလုပ်တတ်ဘူးဆိုရင်ကိုကလာပြီး38ချိန်လာပါတယ်38ဖဲထိုင်ပြီးပတ်နေလဲစင်ပြေပါတယ်ရှင်မနက်ပိုင်းချင်းအရာဆိုရင်ပေါ့နော်6နဲ့3နဲ့ပေါင်း9လေးချင်းက9ဘူးထွက်တယ်10နဲ့9နဲ့ပေါင်း9 9 3ညချင်းက95ဆိုထွက်တယ်ပေါ့နော်6နဲ့4နဲ့ပေါင်း3ညညနေမနက်ပိုင်းအရာဆို305ချင်းပါရှင်305ချင်းကိုမော်နက်မှုအရာဆိုခွန်3ကချင်းမချင်းရင် break ဆိုတော့အဲ့305ကိုခွန်3နဲ့ကပ်ပေးထားပါတယ်ခွန်3ချင်း break နဲ့ကပ်ပေးထားပါတယ်ကံကောင်းကြပါစေစက်ကင်ပါပါညီမကို like and share လေးလုပ်ပေးကြပါအောင်ရှင်